အကောင်းဆုံးနေ့ဟာဒီနေ့ပါအကောင်းဆုံးလက်ဆောင်ကခွင့်လွှတ်ခြင်းပါအလားပါဆုံးအဆောင်ကအပြုံးပါအကြီးမားဆုံးခွန်အားမေတ္တာတရားပါအဖိုးတန်ဆုံးအရာကတော့မိမိကိုယ်ကိုယုံကြည်မှုပါနန်းဆန်နေဆိုတာကိုပွင့်ဖတ်တိုင်းကိုလည်းကိုယ်တိုင်တန်မိုးထားတာမျိုးအရန်ကြီးမထွန်းပါနိုင်ရင်နေပါစေနည်းနည်းလေးတော့လင်းလက်ဖို့စူးစမ်းလိမ့်မယ်အရန်ဂရိမတိနိုင်နေပါစေနည်းနည်းလေးတော့မလှည့်ပြဖို့တော့စူးစမ်းလိမ့်မယ်အရန်ကြီးတွဲမခုန်နိုင်ရင်နေပါစေနည်းနည်းလေးတော့ပြစ်ချမထားခဲ့ဖို့တော့စူးစမ်းလိမ့်မယ်အရင်ဦးမဆောင်နိုင်နေပါစေနည်းနည်းလေးတောင်ကန့်လန့်မတိုက်ဖို့တော့စူးစမ်းလိမ့်မယ်အရင်မစွန့်ကြဲနိုင်နေပါစေနည်းနည်းလေးတောင်အချောင်မလို့ခြင်းမှုတော့စူးစမ်းလိမ့်မယ်အရင်မမြင့်မြတ်နေပါစေနည်းနည်းလေးတောင်မယုံညံ့ဖို့တော့စူးစမ်းလိမ့်မယ်ချစ်ဖို့ကောင်းတဲ့သူမရှာဘူးယုံကြည်ဖို့ကောင်းတဲ့သူတော့ရှာတယ်အတိတ်ကိုမေ့ခြင်းမေ့ပါဘဝကိုတော့မမေ့ပါနဲ့ဟုတ်ကဲ့ပါအခုလိုဘ ഹു တုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျမတို့ရဲ့ Matter Power Page လေးကိုလည်း Like and Share လေးလုပ်ထားပေးကြပါအောင်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်